ဒီလိုပုံနေတဲ့အလိုမျိုးကောက်မလေးတွေဒီနားလေးမှာဒီလိုအမွေးလေးတွေထားရတာသတိထားမိကြလားမသိဘူးเนาะဘာလို့ထားလဲဆိုလို့ရှင်ကြတော့ပေါ့နော်စုတစ်ချက်လုပ်ပြမယ်ပေါ့နော်ဒီလိုစပင်အပြောင်သိမ့်လိုက်တယ်ဆိုလို့ရှင်မျက်နှာကြည့်ရတယ်နည်းနည်းလေးကြီးတယ်လို့ဖြစ်တယ်အရန်စပင်လောက်ထားတာအရန်ရိုးရှင်းတယ်လို့ဖြစ်တယ်ပေါ့နော်အဲ့တော့ကျတော့ဒီဘေးနားလေးကဒီလိုမျိုးရှည်နေတယ်ဆိုလို့ရှိရင်သူကဗိဒန်းနဲ့နည်းနည်းလေးညှက်လိုက်လို့ရှိရင်ဒီဘက်ကတော့ဆူရှည်နေတယ်ပေါ့နော်ရှည်ဒီဘက်ကတော့တူရဆိုရင်တော့ညှက်စရာတော့မလိုဒီဘက်ကရှည်ရဆိုလို့ရှိရင်နည်းနည်းလေးညှက်လိုက်လို့ဒီလိုရေးလိုက်လို့ရှိရင်ရပြီပေါ့နော်နိုင်မယ်ဆိုလို့ရှိရင်ကြည့်ရတာမျက်နှာကလည်းနည်းနည်းလေးပိုတွေ့သွားလို့ခံစားရတယ်ပြီးလို့ရှိရင်စပင်ပုံစံကလည်းအဲ့လောက်ထိပြင်းစရာမကောင်းတော့ဘူးအဲ့ဒါကြောင့်မလို့ကိုကစပင်တွေပါလောက်ရတာစိတ်မရှိဘူးအချိန်လည်းမရဘူးလောက်ရမှလည်းတိတ်မကြိုက်ဘူးเนาะပြင်းနေဆိုလို့ရှိရင်ကျတော့ဒီလိုစပင်လေးကဒီဘေးနားလေးမှာအဲ့လိုလေးတွေနည်းနည်းလောက်အတူလေးထားလိုက်လို့ရှိရင်ရပြီပေါ့နော်စပင်စီးပြီးတော့အဲ့လိုလေးပဲချတာပဲဖြည်းဖြည်းစပင်ကိုဒီလိုကောက်ထုံပြီးတော့ကျတော့အဲ့လိုလေးချလိုက်လို့ရှိရင်ကျတော့စပင်ကပြင်းစရာကောင်းတဲ့ပုံစံမျိုးမဟုတ်ပဲနဲ့နည်းနည်းဒီတိုင်းအပြောင်တိမ့်ထားရတဲ့ဆိုလို့ရှိရင်ကြည့်လို့ကောင်းတယ်ပေါ့နော်အကြောင်းမလို့ဒီနေ့စုကအဲ့ဒါလေးကို sharing လုပ်ပေးတာပါဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးပဲ bye bye ပါ